ဒါတော့ကျွန်တော်ရဲ့မှာထောင်တရားပဲဖြစ်တယ်ဗျတော့ဒီမှာပဲစကန်ချလိုက်တော့မယ်အရင်ဆုံးသူ့လောက်ခိုင်းထားတဲ့ကွက်တွေကိုကျွန်တော်အရင်လုံးလိုက်တယ်ဗျနောက်ကျကျွန်တော်ထောင်ရဲ့နေရာကိုကျွန်တော်ပတ်ကြည့်ပြီးတော့လူသွားပြီးတော့ဖမ်းနေဗျဒီတော့တယောက်ပဲဆန်ဟိုကတီးတီးလေးဆိုတော့အမအကောင်ကျွန်တော်ကားလေးတည်ပြီးတော့ကျွန်တော်မှထောင်ဖမ်းလာလိုက်တယ်ဟုတ်ရဲ့ကျွန်တော်အကောင်ကျွန်တော်မှထောင်နေကိုထည့်ရပေါ့ဗျာနောက်ရကျွန်တော်သူ့လောက်ခိုင်းတဲ့ဟာလေးကိုတခုနှစ်ခုလောက်လိုက်တယ်ပေါ့ဗျာအားနေမယ်ကျွန်တော်ပထမဦးဆုံးထောင်သားကျင်စော့တာကိုကြည့်ပြီးတော့နောက်ထပ်တစ်ကောင်တောင်းခံလို့လုပ်နေရဗျာကားပေါ်တက်လိုက်တယ်အဲကြောင့်အမြင်မကြည့်ရဲကောင်ပဲကျွန်တော်ဖမ်းလိုက်တယ်ဗျကားထဲထည့်ပြီးတော့ကျွန်တော်ထောင်သားနှစ်ကောင်ရပြီတာနဲ့ဆိုထောင်ထဲကိုတန်းပို့လိုက်တယ်ဟိုအကောင်လွတ်တော့မှဆိုလို့ဟုတ်ကဲ့ကျွန်တော်ရမှာထောင်ခန်းထဲကိုကြည့်ပြီးတော့မှထောင်ဖောက်တဲ့ဟာတွေကိုလိုက်ဖြတ်တယ်ဗျဖြတ်ပြီးတော့နောက်တဲ့တကောင်သွားဖမ်းတယ်ညာကြီးမင်းဒီတစ်ခါနဲ့တွေးကြရအောင်ဖမ်းပြီးတော့ထောင်ထဲထားလိုက်တယ်အားနဲ့ကျွန်တော်စဖုံမှုမရှိလို့ဆိုပြီးကျွန်တော်စဖုံမှုတရားဝယ်လိုက်တယ်နောက်ပြကျွန်တော်မှထောင်အိပ်ရာတွေဖြတ်ပြီးတော့နှစ်ထပ်အိပ်ရာလုပ်တယ်အဲ့ဒါမှလူကပိုးဆန့်မှာနောက်ပြန်လူနောက်တဲ့တယောက်သွားဖမ်းတယ်တွေးကြရကောင်ပဲဖမ်းလိုက်တယ်ဒီကထောင်ထဲကိုတန်းထည့်လိုက်တယ်နောက်ပြအမှထောင်ဖောက်ထားတဲ့ဟာကိုပြန်ပြင်းတယ်အားပဲဒီချိုးကန်းတွေကိုလိုက်ကြည့်ပြီးတော့ကတ်တရားဝယ်လိုက်တယ်ဗျထောင်လုံးကြောင်လို့နောက်ပြအိုက်ကဲမှာကျွန်တော် group ရဲကို join လိုက်တာပတ်စံနေရလာရဲ့ဗျအမှရလာတဲ့ပတ်စံတွေနဲ့နှစ်ထပ်အိပ်ရာတွေကိုပြောင်းလိုက်တယ်နောက်ပြလူသွားပြီးတော့ဖမ်းနေဗျဝိကရလူပဲကောက်ဖိုင်းတယ်အဲ့ဒါကျွန်တော်ထောင်သားတွေကိုဆက်ပြီးတော့ဖမ်းလိုက်တယ်အဲ့မှာပတ်စံပူပြီးတော့များမှာအဲ့ကျွန်တော်အားကစားလုပ်တဲ့ဟာတွေကိုလည်းထပ်တိုးချလိုက်တယ်အဲ့ကျွန်တော်အိမ်သားတွေကိုပါထပ်ပြီးတော့ထားလိုက်တယ်ကရင်အသစ်တွေကိုပါထားပြီးတော့နောက်ပြီးတော့ထောင်ဟိုဒီပတ်ကြည့်လိုက်တယ်ဗျအဲ့နဲ့ကျွန်တော်ဂိမ်းကြီးထွက်လိုက်တယ်ဗျပြန်လဲဝင်လာရောကျွန်တော်ထိုင်တဲ့နေရာရောထပ်တိုးချလိုက်တယ်။နောက်ကျလူသွားဖမ်းလိုက်တယ်ဗျ။အိမ်နာအစ်စ်ဆောက်တယ်။လူထပ်ဖမ်းတယ်။အမိုက်ရှင်းတယ်။ထောင်ဟိုနားဒီနာပတ်ကြည့်တယ်။အဲ့ဒါပဲ။နောက်ကျလူပါထပ်ဖမ်းလိုက်တယ်ဗျ
နောက်ပြရေချိုးခန်းအသက်တွေစောက်တယ်စပွဲကောင်တွေစောက်တယ်မော်နီတာအသက်တွေချတယ်လူထပ်ဖမ်းတယ်ဒီခါတော့ရိုးလူမဟုတ်တော့ဘူးဗျလိုင်းကြနေရဝန်တက်ဆိုတော့အန်ဒီအောင်စားကြောင်းနဲ့ကောင်နေအဲ့ကောင်တွေကပတ်စံပို့ပြီးတော့ရတယ်လိုင်းရကြနေတယ်ကျွန်တော်နောက်ဆုံးပိုင်းမှာလိုင်းရမကြတော့အဲ့ကောင်ကျွန်တော်အိမ်ကိုထောင်ပြန်ပို့လိုက်တယ်ဗျနောက်ပြကျွန်တော်ရေချိုးရဟာတစ်တီစောက်တယ်ထောင်ပတ်ကြည့်တယ်အဲ့ဒါပဲအမှကျွန်တော်ခေါင်းပေါ်မှာအနီရောင်စာကြောင်းနဲ့ဝမ်းသက်ဖြစ်နေတဲ့ကောင်ကိုလိုက်ရှာတယ်ဗျဒါပေမဲ့မတွေ့ဘူးအဲကြောင့်မလို့ရိုးလူပဲဖမ်းခဲ့လိုက်တယ်နောက်ရကျွန်တော်အဲ့ကောင်ကိုကျွန်တော်အိမ်မှာထောင်းမှထည့်လိုက်တယ်ဗျထည့်ခြင်းပဲလုံးဝမဲ့ဟာတွေကပေါ်လာတယ်ဗျအိမ်နာတွေစောက်ရတာနောက်ပြန်ကျွန်တော် gas တွေကိုအော်ရဆက်ဝယ်ရတာအဲ့ကျွန်တော်တန့်ရှင်းတော့ဝယ်လိုက်တယ်ကျွန်တော်ဝမ်းသက်ဖြစ်နေတဲ့လူတယောက်ဖမ်းပြီးတော့ထောင်သွားပို့လိုက်တယ်ဟိုဒီနေရာကြီးကမိုက်တယ်ဟာသူထောင်နဲ့ထည့်လိုက်တယ်အဲ့လုံးစရာမရှိဘူးဆိုတော့ကျွန်တော်ထောင်ပတ်ကြည့်ရဗျအဲ့ကျွန်တော်ထောင်သားရဲ့ထောင်ဖောက်ပြီးတဲ့အခါပြန်ပြီးတော့ပိတ်တဲ့လူဟုတ်တယ်လူတယောက်ဝယ်နေရဒါပေမဲ့အဲ့လူဝယ်ဖို့ကပတ်စံအများကြီးကုန်တယ်ကျွန်တော်မှမရှိလို့စောင်းနေရခုတော့ပတ်စံပြေးပြီဝယ်လို့ရပြီအိုး AFK လို့ရပြီဟောင်းရင် AFK လာအောင်မယ် A few moments later ဟာရောင်ကြီးလောင်နေတာရောင်ရင်ငါထောင်ကြီးလောင်နေတာရောင်ရင်မသိတယ်ဘူးအကုန်ပြကြတော့မှရောင်နေငါမှမီးသက်စေဘူးလည်းမရှိဘူးအေးရောင်ငါထောင်မင်းငိမ့်ပြီးရောင်ရင်မီးတဲ့သမားရောက်လာတော့တော်ရရပေါ့ထောင်ချက်ထွင်မဲ့အချိန်ရောက်ပြီကွာနှစ်ထပ်အိမ်ရည်လိုက်ဖြေးလိုက်မယ်တခန်းကိုနှစ်ထပ်အိမ်ရနှစ်ခုလုပ်လိုက်မယ်အဲ့ဆိုလူအများကြီးဆန့်တယ်ဘေးစင်းနေထပ်ပြီးတော့ချလိုက်မယ်ဒါပြီးလက်ဆေးရဲ့နေရာပေါ့အပြင်ရေချိုးတဲ့နေရာကိုထပ်ပြီးတော့ချဲ့ထွန်လိုက်မယ်ကွာပတ်စံတွေအများကြီးရှိသေး
AFK လိုက်တာတော့ကောင်းပါရဲ့ပတ်စံနေအများကြီးရလိုက်တာသမင်းဟွာဟင်းလာယူတဲ့နေရာရောထက်ချက်လို့ရတယ်ရောင်းရင်ဓာတ်မကုန်နေဘူးဇပွဲကုန်တွေပါချလိုက်မယ်ကွာမကုန်နေဘူးအိမ်နာခန်းမှာစောက်လိုက်မယ်ကွာအိမ်နာမှာစောက်လိုက်မယ်ပတ်စံနေအများကြီးပူနေတော့အိမ်နာရေးလိုက်ဖြည့်မယ်ဖုံးပြောတဲ့နေရာတွေကိုပါထားလိုက်မယ်ဒီကောင်နေမိသားစုနဲ့ဆွတ်တင်ပြအောင်နောက်ပြတော့ရေးရဲ့ဆက်တွေပါချလိုက်မယ်အားဆိုပြီးပြီလူထပ်ဖမ်းအောင်မယ်ကွာလူကနည်းနည်းလေးရှိသေးညောင်ရင်တက်ကတာအစင်မပြေဘူးဟာဆိုရိုင်းဒီဥစ္စာတော့ဒီလောက်ပဲနောက်နေ့ကျမှဆက်ဆောတော့မယ်မထွက်ခင်ဒါရဲ့ကြည့်လောက်အောင်မယ်ဒါကတော့နိုးကနေပါတယ်ဟာဒါရေချိုးကန်ကြေးပဲဒီဘက်ကတော့ထောင်ခန်းနေထောင်ခန်း3ခုဟုတ်တယ်ရှင်ဒါကတော့ထမင်းစားခန်းဒီကဲတဲ့တော့တခုပဲအဲ့ဒါပဲဟာဒါတော့ဒီလောက်ပဲနောက်မှပြန်တွေ့မယ် See you